ဒီမှာနော်ဒါကြတော့တိုင်းရွှေဖယုံတီးတာကြဒါပူတီညငရုတ်ကောင်းမွန်လေးချက်မယ်နော်ပူတီဟင်းကားလေးရပြီနော်ဘဲဦးနဲ့ဒါရိုးရိုးရှင်းရှင်းလေးကြော်ထားတဲ့ရာဒီစာလေးပါပစုံတုတ်ကလေးစားမယ်မနော်မွေးနေရပဲဒီမှာကြည့်ပါဦးဒါကခွေသေးပန်းရွက်ပဲဖြစ်ပါတယ်ဒါနားမို့မီးကြရပါတော့ခွေသေးပန်းရွက်ကိုမမြင်ဘူးလို့မခူမိမှာဆိုလို့ဆိုပြီးတော့အနီးကပ်ရိုက်ပြပြီးဆိုလို့လေဟိုဆိုကလေးကိုရတဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့နားမို့ကတော့နားမို့ရွာရဲ့ကံမဘော်ကိုရောက်နေတာပဲဖြစ်ပါတယ်ဒီကံမဘော်မှာနားမို့ရဲ့ဦးလေးကအသီးနှံလေးစိုက်ထားရပါတော့ဘူးသီးကြောက်ဖြုံသီးရွှေဖြုံသီးတွေစိုက်ထားတယ်အကြောင်းမို့နားမို့ကအခုဘူးသီးလာခူးစားမှာဖြစ်ပါတယ်ဘူးသီးလာခူးပြီးတော့အိမ်ပြန်ရောက်ရင်ဘူးသီးဟင်းကားလေးချက်တောက်မယ်နော်ဒီမှာနော်ဒါကြတော့တိုင်းရွှေဖယုံတီးတာကြဒါဘူးသီးကဲဒီမှာနော်ဘူးသီးရပြီဘူးသီးရပြီဆိုတော့နားမို့အိမ်ပြန်မယ်နော်ဘူးတီးရနုနုလေးဘူးတီးရနုနုလေးဆိုတော့နမအခုမခွာတော့ဘူးနော်ဘူးတီးပေါ်ရဆိုတော့နောက်ခါကျရင်လဲစစ်သားဘူးတီးချက်စားအောင်မယ်ဒီလောက်ဆိုရပြီနော်အဲ့ဘူးတီးဆေးရအောင်မယ်ဟင်းကချက်ဖို့ဆိုတော့ကြက်သွန်ဖြူရတော့ကဲကြက်သွန်ဖြူတပြားရိတ်ထားလဲရပြီပစုံကြောက်လေးနည်းနည်းထောင်းမယ်နော်ဟင်းကားလေးထည့်မယ်ငန်းပြားကြီးထည့်မယ်နော်ဒါပစုံကြောက်ထောင်းထားတာနဲ့ကြက်သွန်ဖြူတပြားရိတ်ထားတာနဲ့ငန်းပြားကြီးနဲ့ဘူးတီးနဲ့ပဲအရေးဆုံးတင်ထားမယ်နော်ဒါပြီးရင်တော့နောက်မှငရုတ်ကောင်းမွန်